ရွှေဈေးကပြီးခဲ့တဲ့တောက်ကြနေမှာဒေါ်လာ160နီးပါးအပြင်းပြင်းနဲ့ကျထားတဲ့အတွက်ကြောင့်မလို့အခုလက်ရှိဘိုင်းနေတဲ့သူတွေရှိနေပြီလားဒါမှမဟုတ်လို့ရှိရင်ဆဲဖို့အတွက်ဘယ်ဈေးတန်းတွေကနေဆဲရမလဲဆိုတော့ကိုပုံမှန်တမ်းပဲကျွန်တော်နဲ့အတူတူ analyze လေးတစ်ချက်လုပ်ကြည့်ကြရအောင်။တော့ပြီးလို့ရှိရင်တော့ကိုဘယ်လိုမှန်းလဲဆိုတာကို comment ထဲမှာတစ်ချက်လောက်မှန်းခဲ့ပြအောင်။ Okay ဆိုတော့ပထမအဦးဆုံးအနေနဲ့ကျွန်တော်ကတော့4 hour ကိုH4 ကိုပေါ့နော်တစ်ချက်ကြည့်မယ်ကြည့်လိုက်တော့ပုံမှန်အတိုင်းပဲကျွန်တော်တို့အရင်နေ့တွေကမြင်နေကြအတိုင်းပဲ market structure ကလုံးဝ bearish trend ကိုပြင်းပြင်းထန်ထန်ပေါ့နော်လုံးဝအားကောင်းကောင်းနဲ့တွားနေပြီးတော့ဒီmajor support level တွေရောပြီးတော့ liquidity ရောအကုန်လုံးကို break ပြီးတော့ဆင်းလာတာကိုတွေ့ရတယ်ဆိုတော့ trend ကလုံးဝအားကောင်းကောင်းနဲ့ကျနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘိုင်မှုအတွက်ကိုတော့အလောတကြီးတော့မစဉ်းစားသင့်သေးဘူးပေါ့နော်ဆိုတော့ okay H1 ကိုသွားမယ် okay H1 ကိုသွားတဲ့အခါမှာဒီပြီးခဲ့တဲ့တောက်ကြနေတုန်းကဈေးပိတ်ခံနေမှာပေါ့နော်ကြားခဲ့တဲ့ဒီnon-fan bureau data ထွက်တော့ပေါ့နော်ကြားခဲ့တဲ့အချိန်ကြောင့်ပုံမှန်ကြီးမားမားလုံးဝ fair value gap ပေါ့နော်ဒီ imbalance ကြီးတွေအများကြီးခြံခဲ့တာကိုတွေ့ရမယ်နော် imbalance တွေအများကြီးဖြစ်ခဲ့တာကိုတွေ့ရမယ်ဆိုတော့အခုလက်ရှိဖြစ်နေတဲ့ဒီအတက်ကပြောရမယ်ဆိုလို့ရှိရင်reversal အနေနဲ့အတက်ပြန်လာတာမဟုတ်ဘဲနဲ့ဒီ fair value gap တွေကိုပြန်ဖြည့်ဖို့သွားနေတဲ့ pullback ပဲဖြစ်ဖို့လည်းများတယ်နော်ဒါပေမဲ့တခုရှိတာက H1 ဒီ RSI အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် divergent ဖြစ်နေတာဖြစ်တွေ့လိုက်မယ် RSI ကဒီ oversold zone တို့ overbought zone တို့ကအလုံးမဖြစ်ဘူးဆိုပေမဲ့အမြဲတမ်းအနေနဲ့ပေါ့နော်အလုံးမဖြစ်ဘူးဆိုပေမဲ့ RSI divergent ကအလုံးဖြစ်တဲ့ကောင်းကောင်းကြီးအလုံးဖြစ်တာကိုတွေ့လိုက်မယ်နော်ဆိုတော့RSI အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ divergent ဖြစ်နေတာတွေ့တဲ့အတွက်ကြောင့်မလို့အတက်ကလည်းပြန်လာနိုင်ခြေရှိတယ်Okay ဆိုတော့ကျွန်တော်တို့အယောင်တက်ကိုဦးစားပေးပြီးစဉ်းစားမယ် trend ကလည်း bearish trend ဖြစ်နေတဲ့အတွက်ကြောင့်မလို့အယောင်တက်ဦးစားပေးပြီးစဉ်းစားဖို့အတွက် entry ရှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ M15 ကိုပဲကြည့်ရမယ်ဆိုပါစို့နော် Okay M15 ကိုကြည့်မယ်ဆိုလို့ရှိရင်M15 ကိုကြည့်မယ်ဆိုလို့ရှိရင်ဈေးကဒီကျွန်တော်တို့အောက်ခြေကနေပြီးတော့အပေါ်ကိုတော်တော်လေးဆွဲတင်လာတာကိုတွေ့ရလိုက်မယ်ဆွဲတင်လာပြီးတော့ဒါပေမဲ့ကျွန်တော်တို့အတွက်ခုနပြောထားတဲ့အတိုင်းဒီအပေါ်မှာကျန်ခဲ့တဲ့ဒီfair value gap တွေကိုဖြည့်ဖို့အတွက် pullback ပြန်လာနိုင်ခြေများတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ high probability အနေနဲ့ရောင်းစုံတွေကကျွန်တော်တို့ကတော့ဒီ4360ကနေ4380ပေါ့နော်ဒီဇုံကိုရောက်လာပြီးတော့ရွှေကဒီဇုံကနေမှတစ်ချက်ပြန်ဆင်းရင်လည်းဆင်းနိုင်တယ်အဲ့လိုမှမဟုတ်ပဲねဒီလက်ရှိနေတယ်ဒီကောင်းတွေကိုဖောက်ပြီးတော့ပေါ့နော်လေး20လောက်ထိလည်းစီကပြန်တက်လာနိုင်ပြီးတော့ဒီကနေလည်းဆင်းနိုင်တယ်နော်ဒါဥပမာပြောပြတာပေါ့နော်ဥပမာပြောပြတာဆိုတော့အိုက်ကမဟုတ်ပဲねအခုလက်ရှိဖြစ်သွားတယ်ဒီလက်ရှိဒီဈေးတန်းကနေလည်းဆင်းသွားနိုင်တယ်ဆိုတော့ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းအယောင်အတွက်စဉ်းစားမယ်ဆိုလို့ရှိရင်တော့ဒီဇုံတွေရှိမယ်အတက်အတွက်စဉ်းစားမယ်ဆိုလို့ရှိရင်တော့ခုန RSI divergent ကတကယ်အလုပ်လုပ်ခဲ့မယ်ဆိုလို့ရှိရင်အတက်အတွက်စဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ဒီလက်ရှိနေတဲ့ဈေးတိုင်း4345ဝန်းကျင်ပေါ့နော်4345ဝန်းကျင်လောက်မှာကန်တယ်ကလုံးဝအကောင်းကောင်းနဲ့ break သွားမယ်ဆိုလို့ရှိရင်တော့လက်ရှိခုနကျွန်တော်ပြောခဲ့တဲ့4360လောက်ကိုသူကဒီနေရာမှာပေါ့နော်ဒီနေရာမှာလုံးဝအကောင်းကောင်းနဲ့ break မှာနော်တက်သွားမယ်ဆိုရင်4360လောက်ကိုဒီလို pullback လာပြီးတော့ဒီလိုမျိုးတက်သွားတဲ့အနေအထားမျိုးတွေလည်းတွေ့ရနိုင်တယ်ဆိုတော့ကျွန်တော်တို့အတွက်ကိုယ့်ရဲ့strategy ကိုယ့်ရဲ့ system နဲ့တေချာပြီး confirmation ပြပြီးဆိုတော့မှ entry ဝင်မှုတော့ကိုကြံပေးခြင်းပါတယ်ဆိုတော့ buy ပဲဖြစ်ဖြစ် sell ပဲဖြစ်ဖြစ်ပေါ့နော်ကိုကဘယ် time frame မှာပဲ trade ဘယ် session မှာပဲ trade ကိုယ့်ရဲ့ strategy ကိုယ့်ရဲ့ system နဲ့ကိုက်ပြီးတေချာကိုက်ပြီးဆိုတော့မှဝင်မှုတော့ကိုကြံပေးခြင်းပါတယ်ဆိုတော့အကူတို့အမတို့အနေနဲ့ရောဒီနေ့ဈေးကွက်ကိုကြားမထင်လားတက်မထင်လားဘယ်လိုမြင်လဲဆိုတော့ comment ထဲမှာတစ်ချက်လောက်မျှဝေပေးခဲ့ပါဦးနောက်ထပ် analysis video တွေမှာပြန်တွေ့ကြမယ်